19 နိုင်ထိုက်တဲ့ပွဲကိုနိုင်အောင်ကစားခဲ့တဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါ Football Watch Channel မှာဝင်ဆောင်ပါမှာဒီဗီဒီယိုလေးမှာတော့မင်းညာကရှင်ပြိုင်ကစားခဲ့တဲ့အာဆင်နယ်တင်းနဲ့ Everton တင်းတို့ရဲ့ Premier League ပွဲစဉ်ကိုပွဲပြီးခံစားချက်လေးလုပ်ပြီးတော့မှဖြစ်ပါတယ်ဒီပွဲကတော့အရန်နောက်ကျတယ်ကျွန်တော် YouTube မှာတော့ watch long မလုပ်ဖြစ်လိုက်ဘူးပေါ့နော်အရန်ကိုလူကလည်းထိုင်ရတာကြတော့မလုံနိုင်တော့တာနဲ့နားလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဒီပွဲကိုတော့ကျွန်တော်ကြီးပစ်တဲ့အချိန်မှာအာဆင်နယ်တင်းအနေနဲ့ဒါ 1-0 ဆိုတဲ့ရလဒ်နဲ့တော့သူတို့နိုင်သွားတယ်ဖီတာဂျော့ဂရက်ရဲ့ penalty တစ်လုံးနဲ့ပေါ့နော်ဒီပွဲမှာ shot and target 2ချိန်ပဲရှိခဲ့တယ်ဒါစာခါဒုတိယပိုင်းမှာကန်တဲ့အလုံးပေါ့နောက်ပြီးတော့ကျွန်တော်တို့ဒါတိုင်မန်တာနှလုံးရှိခဲ့တယ်ဗျာထော့ဆက်ကန်ချက်ရပြီးတော့ဆူဘီမန်ဒီကန်ချက်ရဘာဖြစ်ဖြစ်နောက်ဆုံးမှာတော့အနိုင်3မှတ်ယူရတယ်တစ်ဖက်ကမန်စီးတီးကဝက်ဆန်ကို 3-0 နဲ့နိုင်လိုက်တဲ့အချိန်အာဆင်နယ်မှာဒါသူတို့ရဲ့ title leader position ကိုပြန်ယူဖို့အတွက်ဖိအားရှိနေတဲ့အချိန်ဒီရမှတ်3မှတ်ရခဲ့တာကအာဆင်နယ်အတွက်အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်ပေါ်ထွက်လူစင်ရလဲကျွန်တော်တို့ဒါအများကြီး twist လုပ်ခဲ့တာတော့မတွေ့ရဘူးအဲဇီကို bench ကိုပုတ်ပြီးတော့ Odigan နဲ့သူတို့ပွဲထွက်လာတယ်ဒီညမှာပြိတက်တွေကြားတော့ဘယ်လိုမြင်ကြလဲမသိဘူးပေါ့နော် Odigan နဲ့ SZ ကြားမှာဘယ်သူ့ကိုရွေးရမလဲဆိုရင်တော့အာဒီတာနီယာနဲ့ကြည့်မယ်ဆိုရင်ဗျာအသင်းရဲ့ captain လည်းဖြစ်တယ်ပြီးတော့အသင်းမှာလည်းရေရှည်ကစားတဲ့ကစားသမားတစ်ယောက်ဖြစ်နေတဲ့ Odigan ကိုသူ့အနေနဲ့ခြံခဲ့ဖို့ကြလဲပေါ့နော်အများကြီးတော့လွယ်တော့မလွယ်ဘူးဗျာအဲ့တော့ first line ရဲ့နေရာကိုနောက်ပိုင်းပွဲစဉ်တွေမှာလည်းတကယ်Odigan ကပဲနေရာယူလာမလားပေါ့ဒီဘောဘယ်လိုထင်ကြလဲပေါ့နော် Odigan ကိုခြံလက်ပြီးတော့ SZ ကိုနေရာပေးမလားအဲဇီကိုဒါ Odigan ကြီးကိုကြော်ပြီးတော့နေရာပေးမယ်ဆိုရင်လည်းအသင်းထဲမှာပေါ့နော်တချို့သောအရာလေးတွေဖြစ်လာနိုင်လားပေါ့နော်ဒါဘယ်လိုထင်ကြလဲကွန်မန့်မှာဝင်ဆွေးနွေးပေးခဲ့ပါအောင်ဇီကိုဘယ်ချမ်းပို့ကစားမယ်ဆိုရင်လည်းဇီရဲ့အဲ့လောက်ကြီးတော့လုံးမဖြစ်ဘူးဗျာဒါဒီ Clan Right ကိုတော့ကျွန်တော်ကွင်းလက်မှာသွားအောက်လို့မရဘူး Right Subiman ဒီအတွဲရတော့ထားရမယ် Odigan နဲ့ဇီကတော့အပြောင်းလဲလုပ်ပြီးကစားရမယ်အနေထားပါတိုက်စစ်ပိုင်းမှာတော့ဘယ်ချမ်းမှာထော့ဆက်ကိုပဲထုတ်လာတယ်တန်ရာမြရတော့ထော့ဆက်ကိုပဲထုတ်လာမယ်လို့ကျွန်တော်တွေးပြီးသားပါအဲ့တော့ Jograt နဲ့ Saka ပေါ့အာဆင်နယ်ရဲ့ကစားပုံကတော့ဒီ Everton က mid block low block ပဲကစားတာဗျာရှင်းလေး Everton ကသူတို့ကပိတ်ပြီးတော့ကစားတာဒါ Michael Keita ကို ski တော်တော်လေးကောင်းတဲ့ခံစဉ်စွမ်းဆောင်ယူနောက်ပိုင်းမှာပြတဲ့ကစားသမားတွေဒီကစားသမားတွေရဲ့အာကိုနဲ့အတူ Everton က mid block low block ပဲကစားတာဒီလိုကစားတဲ့အချိန်မှာ Arsenal အနေနဲ့များသောအားဖြင့်စာခါကိုဒါအားကိုးရတယ်ဗျာဒါကတော့အားလုံးလည်းသိမှာပါဒီလိုပွဲတွေဆိုရင်ကျွန်တော်တို့ဒါပြီးခဲ့တဲ့ຢာတွေမှာလည်းအများကြီးမြင်ခဲ့ဘူးတယ်စာခါဘက်ကနေလုံနိုင်စွမ်းကိုအရန်အားကိုးရတယ်စာခါရဲ့ဒါ individual quality တူးချင်းကြော်ဖြတ်နိုင်စွမ်းခွင့်ရင်းဖန်တီးနိုင်စွမ်းတွေကိုကျွန်တော်တို့အများကြီးအားကိုးရတယ်တကယ်လို့စာခါသာမလုံနိုင်ဘူးဆိုရင် Arsenal ရဲ့ပွဲကပေါ့နော် limit ဖြစ်ပြီးတရေကျတာမျိုးတွေပါတယ်လေရှိခဲ့တယ်ပေါ့နော်ဒီချက်ကိုတော့ကျွန်တော်တို့အများကြီးပြင်ဆင်ရမယ်ဗျာ Trossard ကဂိုးလက်ရှိတယ်မှန်တယ်Peter Jograt ဂိုးရခဲ့တာမှန်တယ်ဆိုပေမဲ့ Arsenal စီကဒီထက်ပိုကောင်းတဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရည်တွေကိုလိုအပ်နေသေးတယ်လို့ထင်တယ်အာဆင်နယ်ဖြည့်တော့ဖြည့်နေတယ်ဒါပေမဲ့ဒီတိုက်စစ်ကထပ်ပြီးတော့လိုအပ်နေသေးလို့ကျွန်တော်ထင်တယ်ဒါ1 goal မှချင်းဆိုတာတော်တော်လေးချင်းမြောင်းတဲ့အရာဗျာကိုနဲ့တိုက်တဲ့ပြိုင်နေတဲ့ Manchester City ကိုတွားကြည့်လိုက်မယ်ဆိုရင် Chucky ရှိတယ် Foden ရှိတယ် Haaland ရှိတယ်ကျွန်တော်တို့ဒါ Rinder တို့ဘာလို့ရှိတယ်တော်တော်များများပေါ့နော်တော်တော်လေးကိုကောင်းတာထိုကူရှိတယ်ပြီးရင် Savinho ရှိတယ်လူစီရင်အရာပေါ့နော် Arsenal ရဲ့ squad ကကျွန်တော်တို့ယာဒီအစမှာပြောခဲ့တယ်တော်တော်လေးတောင်းတင်းတဲ့ squad လို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့quality ဘိုင်းမှာတော့ limit ဖြစ်နေတယ်ဗျာဘူကာဆာကာလောက်ပဲ Arsenal ရဲ့တိုက်စစ်မှာတော်တော်လေးဒါအကူရတဲ့ကစားသမားတယောက်လို့ကျွန်တော်ထင်တယ် channel ကစားသမားတွေက normal ထက်တစ်ဆင့်မြင့်တာလောက်ပဲဗျာအများကြီးတော့လုံနိုင်သွမ်းရှိတယ်လို့မခံစားရဘူးပေါ့နော် Peter Jograt ဆိုလဲဒါတော်တော်လေးရုန်းကန်နေရတဲ့အချိန်ဒီနေ့ပွဲမှာတော့သူ penalty spot ကနေဂိုးရခဲ့တယ်Trossard လည်းဂိုးလက်ရှိတယ်ဆိုတာမှန်ပြီးမဲ့တစ်ဖက်ကအသင်းအနေနဲ့ရှင်လိုက်မယ်ဆိုရင်တော့ Arsenal ရဲ့တိုက်စစ်ကလိုအပ်ချက်တွေရှိနေတယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ကျွန်တော်ထင်ပါအဲ့တော့ Saka စီက Arsenal ဒါအခွင့်အရေးဖန်တီးနိုင်စွာမြင့်လေ Arsenal ရဲ့တိုက်စစ်ပိုင်းဂိုးရနိုင်ကြီးကတော်တော်လေးမြင့်နေတယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒါ Declan Rice ပါအာဆင်နယ်ရဲ့ဒီအကောင်းဆုံးကစားသမားလို့တောင်ပြောရလောက်တယ်ပေါ့နော်ဒီ Declan Rice အနေနဲ့တိုက်စစ်ပိုင်း set play တွေမှာသူ့ရဲ့ကန်တင်ဘောကနေလက်ထိပြီးတော့ကျွန်တော်တို့ဒါ penalty ရတယ်ပြီးတော့အခွင့်အရေး Trossard ရဲ့လုံးဆိုလဲသူချပေးခဲ့တယ်Rice ကတော်တော်လေးကိုကစားတာဗျတိုက်စစ်ပိုင်းရောခံစစ်ပိုင်းရောလိုက်ပြီးတော့လေ Arsenal ရဲ့အဓိက main အခရာလို့တော့ကျွန်တော်တို့တင်စားရမယ့်အနေထားပေါ့နော်ဒီ Rice တာတန်ရာကြီးမမရသွားမယ်ဆိုတော့ Arsenal ရဲ့ကွင်းလေကတော်တော်လေးဒုက္ခရောက်နိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ Rice ကဒီနေ့ပွဲမှာလည်းထပ်ပြီးတော့သူ့ရဲ့ standard ခုကိုထပ်ပြီးတော့ပြခဲ့တဲ့ပွဲပါပွဲရတော့တော်လေးအေးဆက်တယ် Everton ရဲ့တိုက်စစ်လုံနိုင်စွမ်းကတော်တော်လေး limit ဖြစ်တယ်ဗျဒါ Jack Grealish လည်းဘာမှမလုံနိုင်တယ်လို့တစ်ဖက်ကကျွန်တော်တို့နဒီတို့ဘာလို့ပါမလာတဲ့အချိန်ဒီနေရာကိုဝင်ကစားခဲ့တဲ့ match နဲတို့ဘာလို့လဲအများကြီးတော့မလုံနိုင်ခဲ့ဘူး Everton ရဲ့ကိုရနိုင်ကြီး 8G 0.20 ပဲရှိခဲ့တာပေါ့နော် Arsenal အတွက် Everton ရဲ့တိုက်စစ်ကိုထိန်းချုပ်ရတာအများကြီးမခက်ခဲခဲ့ပါဘူးများသောအားဖြင့်ပွဲချိန်တော်တော်များများက Everton ရဲ့ကွင်းဘက်ချမ်းမှာပဲအများကြီးကုန်သွားတယ် Arsenal အနေနဲ့ဘောလုံးကိုကင်ပြီးတော့စိတ်ပြေနေပြေထိုးပေါက်ခွင့်တော့ရခဲ့တယ်ဒါပေမဲ့သူတို့လည်းအများကြီးတော့မလုံနိုင်ခဲ့ဘူးဗျသူတို့လုံနိုင်တော့လုပ်ခဲ့တယ်ဒါပေမဲ့တကိုးရခဲ့တာနဲ့ပဲဒီတကိုးနဲ့ရမှတ်အပြည့် Arsenal ယူသွားခဲ့တာဖြ
ဖြစ်ပါတယ် David Raya အနေနဲ့လည်းဒါနောက်ထပ် clean sheet တစ်ခုရခဲ့တယ်ပွဲကောင်းတစ်ခုထပ်ပြီးတော့ဖြတ်တန်းနိုင်ခဲ့တယ်ပေါ့ဗျာ Arsenal ဒီယာဒီရဲ့ဒါ6ပွဲမြောက် clean sheet မှာ6ပွဲမြောက် clean sheet မှာသူ့ရဲ့နောက်မှာတော့ Chelsea ရဲ့10ပွဲနဲ့ရှိနေတယ်ပေါ့နော်ဒါ Premier League ဒါပွဲစဉ်20မပြည့်ခင်မှာတင် Arsenal အနေနဲ့6ပွဲလောက် clean sheet ရတယ်ဆိုတာကတော်လေးကောင်းတဲ့ခံစားစွမ်းဆောင်ရည်ပါအခုနပြောသလိုပဲတိုက်စစ်ပိုင်းကတော့ဒီထက်ပိုပြီးကောင်းတဲ့စွမ်းဆောင်ရည်တွေလိုအပ်နေသေးတယ်လို့ထင်တယ်လူကြားလက်မှုတွေလုပ်ခဲ့တဲ့ကာဗီဂျေဆူးတို့ဘာလို့ဝင်လာတယ်နောက်ပိုင်းမှာမာတင်နယ်လီတို့မယ်ရီနိုတို့ဝင်လာတယ်ဆိုပေမဲ့လည်းအများကြီးတော့မဖြစ်ပါဘူးအေဘာတာဘက်ကလည်းဘက်တိုတို့တိုင်လာဒဗလင်တို့ထည့်တယ်အများကြီးတော့လုံးမဖြစ်ဘူးဗျာအဲ့တော့ David Moyes အနေနဲ့တော့သူတိုင်လာဒဗလင်တို့ဘာလို့ခေါ်ခဲ့တယ်ပေါ့နော်နွေရာသီဈေးကွက်မှာခေါ်ခဲ့တယ်ဆိုပေမဲ့သူတိုင်လာဒဗလင်ရဲ့လုံးဝအမြင့်ဆုံးစွမ်းဆောင်ယူတော့မထုတ်ထားနိုင်ဘူးလို့ထင်တယ်ဆောက်တန်တန်မှာတော့တိုင်လာဒဗလင်ကတော်တော်လေးအည်သွေးမြင့်တဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်တို့ဒါထင်ခဲ့ရတဲ့အချိန်အေဘာတာမှာတော့တော်တော်လေးမြုပ်နေတယ်ပေါ့နော်တစ်ဖက်ကဘက်တိုတို့ဘာလို့ဆိုရင်လည်းရာသီစားပိုင်းမှာတော်တော်လေးအသုံးပြုခံခဲ့ရပြီးမှဒါ fanပို့ခံတော်လေးတော့ကြာသွားပြီပေါ့နော်ဒါတိုက်စစ်မှုတွေဘယ်ရီနဲ့ပဲအေဗာတန်ကဖြတ်တန်းနေတာဖြစ်ပါတယ်အေဗာတန်ရဲ့တာကော့စကီကတော့ကျွန်တော်တော်တော်လေးကြိုက်တယ်အသင်းကောင်းဆောင်ပေါ့နော်သူကစားတာမဆိုးဘူးကိန်းလဲကောင်းတယ်ဂါနာတို့ဘာလို့ဆိုလဲကောင်းတယ်ပေါ့နော်ဒါပေမဲ့အဓိကတော့အေဗာတန်ရဲ့ဒီပွဲရဲ့တိုက်စစ်ပန်တော်လေးအသက်မဲ့ခဲ့ပါတယ်အာဆင်နယ်အနေနဲ့နောက်ဆုံးမှာတော့ဇီဝမ်ဆိုတဲ့ရလက်နဲ့ရမှတ်3မှတ်ပြည့်ယူသွားတယ်ပဖော်မန်အရာတော့ရန်ကြီးဆွဲမှတ်ဖွယ်တော့မကောင်းဘူးဒါပေမဲ့ချန်ပီယံဖြစ်ချင်တဲ့အသင်းတစ်သင်းရှိတိုက်တဲ့ရလက်ကိုယူနိုင်စွမ်းတော့အာဆင်နယ်ထပ်ပြီးတော့ပြခဲ့တယ်ရောဂါဘီရဲ့မပါတဲ့အချိန်မှာအာဆင်နယ်ရဲ့ set play dangerous ကတော့နည်းနည်းလေးအားနေသွားတယ်ဆိုတာဒီပွဲမှာလည်းထပ်ပြီးတော့မြင်ရတော့မဲပေါ့နော်အဲ့တော့ဒီပွဲပေါ်ဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့ကျွန်တော်တဦးတစ်ယောက်တည်းရဲ့ personal အမြင်ပါအဲ့တော့ brother တို့ရဲ့အမြင်ကိုလည်းဆွေးနွေးခဲ့လို့ရပါတယ် good luck ပါ